တော့ကျွန်တော်တို့ Microsoft မှာပါတယ်ပေါ့နော်ပုံမီနူတွေကဖောင်းကလူတွေကိုကျွန်တော်တို့တွားရအောင်ပြကျွန်တော်တို့အရင်ဆုံးဖောင်းနေစာရီရေးပြီးသွားပြီဆိုလို့ရှိရင်တော့စာရီရဲ့စလုံးပုံစံကြီးဖောင်းနေကိုကျွန်တော်တို့ပြောင်းမယ်ဆိုလို့ရှိရင်ဖောင်းကလူတွေရဒါလေးကိုကျွန်တော်တို့ဖောင်းလို့ခေါ်တယ်အောက်ဆိုင်ညာလေးကို download လို့ခေါ်မယ်ကိုပြောင်းရင်လည်းဖောင်း style လေးတွေပြောင်းလို့ရပါတယ်အောက်ဆိုင်နဲ့ download လို့နှိပ်မယ်ဒီဘေးကအတုံးလေးကိုတော့ကျွန်တော်တို့scroll bar လို့ခေါ်တယ်။အောက်နေရာဒီပုံမှာမြင်ရတဲ့နေရာတွေရှိရမှာပဲ။ဟိုအောက်မှာလည်းရှိပါတယ်။ mouse နဲ့ဖိဆွဲလို့ရှိရင်အဲဒီ scroll bar ကိုဖိဆွဲလိုက်လို့ရှိရင်အောက်မှာလည်းဖောင်းပုံစံတွေအများကြီးမြင်တွေ့ရပါမယ်။ဒါတော့ကိုလိုချင်တဲ့ဖောင်းပုံစံလေးတွေလိုက်ရှာပြီးတော့ပြောင်းပေးပါ။အင်္ဂလိပ်စာရေးနော်အင်္ဂလိပ်စာပေါ့အင်္ဂလိပ်ဖောင်လေးရွေးပေါ့နော်မြန်မာစာရေးထားရင်တော့မြန်မာဖောင်လေးရွေးပေးလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဖောင် site ကစလုံးနေရဲ့အရွယ်အစားပုံမှန်ဆိုတော့သူက default ပေးရတာကဖောင် site 7အဲ့ဒါကိုကျွန်တော်တို့တခြားကိုလိုချင်တဲ့ဖောင် site ကိုရွေးလို့ရအကယ်၍ဒီမှာကိုလိုချင်တဲ့ရွယ်စားပေါ်ပြမထားဘူးဆိုလို့ရှိရင်keyboard ကနေရိုက်ထည့်လို့ရပါတယ်ဒီ73လို့ချင်တယ်73 enter key ကိုနှိပ်လိုက်ဒါဆိုရင်ဖောက် size 73ဖြစ်သွားပြီနောက်တစ်ခုက groupဖောက်နေချက်ချင်းလေးကြီးသေးလောက်ချင်တယ်ဆိုရင်ဒီကနေကြီးပေးမယ်ဒီဘက်ကနေဖောက်နေသေးပေးမယ်ဒါတော့ကျွန်တော်တို့ဖောက်နေကဏ္ဍကိုရိုက်ထည့်တာပုံပဲနဲ့တစ်ဆင့်ချင်းအကြီးသေးလောက်တာပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်တို့ဖောင်းနေကိုပြောင်းနေတာဘယ်လိုပြောင်းနေတာလဲခုကျွန်တော်တို့ရေးထားတဲ့ဝက်ကြပုံစံမျိုးပဲရေးထားတယ်ရေးထားတဲ့အခါမှာဖောင်းနေကအသေးလေးကြီးဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ကစလုံး capital letter လို့ခေါ်တဲ့စလုံးအကြီးကြီးလိုချင်တာအဲ့ဒါဆိုလို့ရှိရင်တော့ chain case ရဲ့ upper case ကိုနှိပ်လိုက်ရင်စလုံးတွေဒီအကုန်လုံးအကြီးဖြစ်သွားမယ်အသေးလေးလိုချင်တယ်ဆိုရင်လည်း lower case စလုံးတွေဒီအကုန်လုံးအသေးဖြစ်သွားမယ်စနကေရတော့ဝကြပုံစံမျိုးပြန်ဖြစ်အောင်လုပ်လိုက်တာပါနောက်တစ်ခုကျတော့ capital H ကပထမဆုံးလုံးနေပဲအကြီးဖြစ်အောင်လုပ်မယ်ဒီကနေကျွန်တော်တို့ပြောင်းလို့ရတယ်အောက်ဆုံးတစ်ခုရတော့သူကလက်ရှိအခြေအနေကိုပဲပြောင်းပြန်ပြင်နေတယ်ဆိုရင်တော့ 2K case ကျွန်တော်တို့အသေးဖြစ်နေဆိုလို့ရှိရင်အကြီးဖြစ်သွားမယ်အကြီးဖြစ်တဲ့အချိန်မှာသွားနေရင်အသေးဖြစ်သွားမယ်ပေါ့နော်ခုဖောင်းနေပြောင်းထားတယ်ဖောင်း site တွေပြောင်းထားတယ်ကျွန်တော်တို့မလိုချင်ဘူးငကိုတိုင်းပဲပြန်လို့ချင်ပါတယ်ဆိုရင် clear formattingဒါတော့ဖောက်နေငကိုတိုင်းပြန်ပြောင်းလိုက်တာနောက်တစ်ခုကဘိုးလောက်တာဆိုတာစလုံးတွေကိုဖောက်ပြောင်းလိုက်တာလည်းမဟုတ်ဘူးဖောင်း site ပြောင်းလိုက်တာလည်းမဟုတ်ဘူးလက်ရှိအခြေအနေကိုပဲကျွန်တော်တို့ပို့ပြီးတော့တိတာမြင်တာရှိအောင်ထူလိုက်တာပေါ့နော်အဲ့ဒါကိုဘိုးလောက်တယ်လို့ခေါ်ပါတယ် shortcut key ဆိုရင်တော့ control key နဲ့ B နဲ့တွဲနှိပ်ပါဒီဘက်ကနေ shortcut key နဲ့နှိပ်ချင်တော့ control key နဲ့ B နဲ့နှိပ်လို့ရပါတယ်ပြန်ဖြောက်ချင်တယ်ဆိုရင်လည်း control key နဲ့ B နဲ့ပြန်ဖြောက်လို့ရပါတယ်နောက်တစ်ခုက under italic ဆိုတာစလုံးတွေရေးတာမြောက်သားဖြင့်ရေညွှန်းစာတွေပါဆိုရင်ကျွန်တော်တို့စလုံးတွေစောင်းနေတယ်ဆိုရင် italic ကနေစောင်းမယ်ပေါ့နော်သူ့ကို shortcut key နှိပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ control I နှိပ်လို့ရပါတယ်ပြန်တက်ချင်တယ်ဆိုရင်လည်း control I နဲ့ပြန်တက်ဒီ I ပုံစံလေးက italic စလုံးလေးတွေစောင်းတာပါနောက်တစ်ခုက underline မြင်းတားမယ်စာတွေကိုမြင်းတားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ U အောက်ကမြင်းတားတဲ့ပုံစံလေးနဲ့ပေါ့နော် underline ဒီကနေသွားမယ်ဘေးမှာ outside နဲ့ download ရှိတယ်အဲ့ဒါလေးကကျွန်တော်တို့နှိပ်တဲ့အခါမှာလိုချင်တဲ့ line ပုံစံလေးတွေရွေးလို့ရတယ်နှစ်ထပ် line လေးတားခြင်းနဲ့ line 2လေးတားခြင်းနဲ့ dotted line လေးတားခြင်းနဲ့ဒီကနေအကုန်လုံးကိုလိုချင်တဲ့ line ပုံစံတားပြီးလို့ရတယ်နောက်တစ်ခု underline color ကျွန်တော်တို့ဘာရောင်လေးနဲ့ underline တားခြင်းတာလဲအနီရောင်လားအစိမ်းရောင်လားဝါရောင်လားပြားရောင်လားကိုလိုချင်တဲ့ color လေးတွေလည်းဒီကနေလွယ်တူရွှေလို့ရပါတယ်မတားချင်တော့ဆိုရင်တော့ကျွန်တော်တို့ underline ကိုပြန်နှိပ်လိုက်တယ် underline နေရှိမှာမဟုတ်တော့ဘူးနောက်တစ်ခုကျွန်တော်တို့ strike တော့ဆိုတာကကျွန်တော်တို့စာရီမှားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးအလေကောင်းနေဖြတ်ထားတဲ့ပုံစံလေးလိုချင်တယ်ကျွန်တော် strike တော့ကနေပြီးတော့သွားပြီးတော့ဖြတ်လို့ရတယ်ဒီခါလေးကျွန်တော်တို့အဲ့ဒါကိုသွားနှိပ်မိထားတဲ့စာရီကပါတဲ့ပုံစံမျိုးဖြတ်နေတယ်ဘေးကနေပြန်လို့မှမသိဘူးဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့အကုန်လုံးသူ့ရဲ့ function လေးတွေသိထားဖို့လိုတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့
သင်္ချာတွေပါရေးတဲ့က a square y square အထညွန်ငိမ်းလေးတွေတင်တာလို့ပါလို့ပေါ့နော်ကျွန်တော်တို့အဲ့ဒါမျိုးပေါ်တင်နေတဲ့စာလေးတွေဆိုရင် slash မှတ်မယ် super script လို့ခေါ်တယ်ဒီကနေ super script ပေါ်ကနေတင်မယ်နောက်တစ်ခုက base ထားတဲ့အခါ h2o လို့ o2 လို့စာတွေအောက်ကနေ base ထားပြီးတော့ရေးချင်တယ်ဆိုလို့ရှိရင် set script ဒီကနေပြီးတော့အောက်ကိုချလို့ရတယ်မလို့ချင်တော့ဆိုရင်သူ့ကိုပဲပြန်သွားနေလိုက်ငကူတိုင်းပြန်ဖြစ်သွားပါမယ်သင်္ချာမေခွန်းတွေပါလေရေးခါကျွန်တော်တို့လည်းအရင်နေသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့စာတွေကိုအဖတ်ထည့်တာဓာတ်ပုံတွေနဲ့အဖတ်ထည့်လို့ရတာမဟုတ်ပါဘူးစာတွေလည်းအဖတ်ထည့်လို့ရတယ်ထည့်နေတဲ့အဖတ်လေးတွေဒီမှာတက်အဖတ်ပေါ့နော်တက်အဖတ် and typography ဒီကနေကျွန်တော်တို့လိုချင်တဲ့ဖောင်းပုံစံလေးတွေဖောင်း style လေးတွေကျွန်တော်တို့ဒီကနေရွေးလို့ရတယ်စာသားတွေကိုအဖတ်ထည့်ပြီးတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့စာတွေကို highlight လုပ်တာပို့ပြီးတော့မှတ်သားထားမယ့်စာတွေထင်သာမြင်သာရှိအောင်လုပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ color လေးတွေနောက်ခံထည့်တာကို highlight လုပ်တယ်လို့ခေါ်တယ်ဒီကနေလိုချင်တဲ့ color လေးတွေရွေးပြီးပါလိုချင်တော့ဆိုရင်လည်းမလိုချင်တဲ့စာတွေကို select မှတ်ထားမယ် select မှတ်ထားပြီးတော့ no color သွားလို့ရင်လည်းအဖက်ဒီရောက်သွားပါမယ်နောက်တစ်ခါကျကျွန်တော်တို့ခုပုံမှန်စာရေးတယ်ဆိုလို့ရှိရင်စာတွေကအနက်ရောင်ဖြစ်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့စာတွေကိုနက်ရောင်နဲ့မဟုတ်ဘဲနဲ့အနီရောင်အစိမ်းရောင်ပြာရောင်လိုချင်တဲ့ color တွေပြောင်းမယ် tab color ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီကနေ tab color တွေရွေးပြီးတော့ပြောင်းလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ Microsoft Word မှာ Home menu Home tab ထဲက Form group ကိုကျွန်တော်တို့ပြောပြီးသွားပါပြီဖြစ်ပါပြီ။နောက်သင်ခန်းစာမှာတော့ကျွန်တော်တို့ Paragraph group ကိုပြောပြီးမှာပါ။